Okay စမယ် ready 3 2 1ဟုတ်တယ်ကိုစေးပြောင်းပြီးပါအောင်3 2 1ထိုင်လိုက်ပါကောင်းတယ် Okay ကောင်းတယ် good 3 2 1မျက်နှာလေးဖြတ်ဆောင်လိုက်ပါ3 2 1ရှောက်ချင်းချိန်လိုက်ပါကောင်းတယ် ready 3 2 1 Okay ကောင်းပါတယ်အားလုံးပဲသင်ပြီးပါပြီ thank you ပါကျေးဇူးပါတော့ညီဟိုအခုရဲ့ဒီဇိုင်းလေးကိုလည်းအချိန်ပေးပြီးရိုက်ပေးရကျေးဇူးအများကြီးတင်ပါတယ်နော် ရတယ် bro အေးစေးပဲပြောကြမလို့ bro ရဲ့ဒီဇိုင်းတွေကကျွန်တော်အများနဲ့ဝင်နေကြတဲ့ဒီဇိုင်းတွေလေပြီးတော့ကျွန်တော်အကြိုက်ဆုံးဒီဇိုင်းတွေအခုဝတ်ထားတဲ့အင်ဂျီလေးတော့တော်တော်ကြိုက်နေတာ ဟုတ်သဘောကျရဆိုလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နော်ပြီးတော့ကျွန်တော်နောက်ထပ်မဲ့ဒီဇိုင်းတွေကိုလည်းညီကို PR ကိပို့ပေးလိုက်မယ်နော် ဟာကျေးဇူးအများကြီးတင်ပါတယ်ဗျအခုဒါနဲ့လေအခုဒီရက်ထင်များအားမလားမသိဘူးဗျာ ဟုတ်ဘာလို့လဲညီ ထူထူဘာမှတော့မဟုတ်ပါဘူးအပြင်မှာ2ယောက်တည်းတွေ့ရင်ဒီအိမ်အလုပ်ကိစ္စပြောရင်ဒါမှမဟုတ်တခြားအကြောင်းအရာတစ်ခုပြောရင်2ယောက်တည်းတွေ့ချင်လို့ဗျာ ဟုတ်အဲ့ဆိုရင်ဟိုကကိုဒီဖုန်းနံပါတ်လေးပေးခဲ့လိုက်လေဟိုအားနေစားဖို့တာပြီးပုံဆက်တာပဲဖြစ် ဟုတ်ပြီကိုကျွန်တော်ရိုက်ပေးခဲ့မယ်နော်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဗျာ ဟုတ်မင်းတို့ကယောက်ျားလိုမိန်းမလိုလေကွာအဲ့လိုဝတ်ထားမြည်လေစိတ်ဘလူးလည်းမီ ဦးစိုးကြီးအဲ့ဘာလုပ်တာ